ပုဗ္ဗန္နတုတ်အနှစ်ချုပ်ပရိကြီး17တုတ်ထဲမှာအာလောဘုရားဝတ္တဝင်သူတော်စင်တွေကြားဘူးကြတယ်တချို့လဲရလဲရနေချတယ်နတ်နဲ့မိုးတောက်တဲ့အချိန်လေးမှာရွတ်ဖတ်တရဆဲပြီးတော့အာယုံပြုလို့ကောင်းတဲ့တုတ်တန်တစ်ခုရှေးဆရာတော်တွေကစီစဉ်ပြီးတော့ဂါထာပုဒ်ပေါင်း19ပုဒ်ဖြင့်ပုဗ္ဗန္နတုတ်ကိုဖွဲ့စည်းပြီးတော့ဖော်ပြထားဘုရားဝတ္တဝင်တွေငယ်စဉ်တောင်ကြီးကလေးဘဝကစပြီးတော့ပရိတ္တလို့ခေါ်တယ်အန္တရာယ်ကိုကင်းရှင်းစေနိုင်တဲ့မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုချက်မှတ်ကြတယ်အခါအားလျော်စွာပရိတရားတော်ကိုနာယူကြတယ်ရွတ်ဖတ်ကြတယ်တရစေကြအဲ့လိုရွတ်ဖတ်တရစေနာယူတဲ့ပရိတရားတော်တွေရဲ့အဓိပ္ပာယ်တွေကိုရှင်းရှင်းလင်းလင်းသိဖို့အမှန်တမ်းအရေးကြီးတယ်ရှင်းရှင်းလင်းလင်းသိလို့ရှိရင်ဒီပရိတရားတော်တွေထဲမှာနိဗ္ဗာန်ရောက်ကြောင်းအကျင့်တရားတွေရသော်ပြဟောဖို့ပြထားအဲ့ဒါကြောင့်မို့ပရိတရားတော်တွေဆိုတာနာယူုံနဲ့မကဘူးနာယူမှတ်သားပြီးတော့လေးလာပွားများကျင့်သုံးကြမယ်ဆိုလို့ရှိရင်မျက်မှောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်တမလွန်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်နောက်ဆုံးနိဗ္ဗာန်တိုင်အောင်မျက်မှောက်ပြုနိုင်အောင်အကျိုးရှိတဲ့တရားတွေဖြစ်သိရှိနားလည်ဖို့တော့လိုအပ်တယ်ဘုရားမြတ်စွာဟောကြားတဲ့တရားတွေဟာယုံကြည်ုံတက်တက်နဲ့မှတ်သားရမယ့်တရားမျိုးတွေမဟုတ်ဘူးသဘောပေါက်နားလည်ရမယ့်တရားတွေဖြစ်တယ်ဒါကြောင့်မို့မဂ္ဂင်၈ပါးထဲမှာဆိုရင်မြတ်စွာဘုရားကသမ္မာဒိဋ္ဌိမမှန်ကန်ကန်မြင်ခြင်းဆိုတဲ့အသိဉာဏ်ဘုရားဘာသာဝင်သူတော်စင်တွေအတွက်အရေးကြီးဆုံးအရာတစ်ခုဖြစ်တယ်နားလည်သဘောပေါက်မှပို့ပြီးတော့ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါကြောင့်မို့ဘာသာရေးကိစ္စလို့ဆောင်ရွက်တဲ့အခါမှာတခြားဘာသာတွေနဲ့မတူတဲ့ဘုရားဘာသာရဲ့ဆောင်ရွက်မှုကနားလည်မှုပေါ်မှာအခြေခံတယ်ပေါ့ဒါကြောင့်မို့အရာခတ်သိမ်းကိုနားလည်အောင်ကြိုးစားကြရတယ်အဲ့ဒီပုဗ္ဗန္နတုတ်မှာဂါထာပုဒ်ပေါင်း19ခုရှိတဲ့ထဲမှာမြတ်စွာဘုရားဟောတဲ့ဂါထာကတော့သူနခတ္တံသူမင်္ဂလံသုပ္ပဘာတံသူဥဋ္ဌိတံစတဲ့ဂါထာတွေပဲမြတ်စွာဘုရားဟောတယ်ရှေ့ပိုင်းကဂါထာတွေကတော့ရှေးကပညာရှိဆရာတော်တမန်တော်ကြီးတွေနတ်နဲ့မိုးတောက်လင်းရောက်တဲ့ချိန်မှာရွတ်ဖတ်ပူဇော်ပြီးတော့ဘုရားကိုအာယုံပြုလို့နေခင်းနတ်နဲ့ခင်းကာလမှာကောင်းကျိုးချမ်းသာတွေရဖို့နေ့လည်ခင်းကာလမှာကောင်းကျိုးချမ်းသာတွေရ